အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီခါမှာလဲအာဖရိကကျွဲကြီးနဲ့ကောင်မာလီခင်နဲ့ရူရိုပွဲအကြောင်းအနေငယ်ထပ်ပြောချင်ပါတယ်မနေ့ကပဲဝမ်ချန်ပီယံရှစ်ဘက်ကတကယ်ပွဲကြီးပွဲကောင်းတစ်ပွဲဆိုတဲ့ပုံစံမျိုးနဲ့ဒီလိုတိုင်းကိုချပြလာတာပါအဲ့တော့ဒီဖိုင်ယာနှစ်ယောက်ရဲ့ပွဲကတဘာလုံးကဝမ်ချန်ပီယံရှစ်ပရိသတ်တိုင်းကစေဝင်းစားကြပါတယ်အဲ့တော့ဘာလို့စေဝင်းစားကြလဲဆိုရင်မာလီခင်နဲ့ရူရိုတို့ကပြန်ဆိုင်ဖို့ရန်ပြင်းထန်ကြတာနောက်တစ်ချက်ကကျွဲရန်ကြီးနှစ်ကောင်လို့တွေ့တဲ့နေရာမှာပြင်းကျင်နေတာကြောင့်ပရိသတ်တွေစေဝင်းစားကြတာပါဆိုတော့ဒီမကြေပွဲကမာလီခင်ဘက်ကရူရိုကိုပြန်ဆင်ခေါ်တဲ့ Heavyweight MMA ဟောချန်ပီယံခပတ်လူပွဲပါအဲ့တော့အတော်ကြောပြောမယ်ဆိုရင်2024ခုနှစ်နိုဝင်ဘာ10ရက်နေ့မှာမာလီခင်နဲ့ရူရိုက Heavyweight MMA ဟောချန်ပီယံခပတ်လူပွဲထိုးသက်ခဲ့ပါတယ်အဲဒီပွဲမှာမာလီခင်အမန်နဲ့ရှုံးပြီးရူရိုက Heavyweight MMA ဟောချန်ပီယံတယောက်ဖြစ်လာတာပါအဲ့တော့အခုမကြေပွဲကမာလီခင်ရဲ့လက်ကျန်ခပတ်နှစ်ခုတွေကတစ်ခုနဲ့ရူရိုကိုပြန်ဆင်ခေါ်တာပါအဲ့တော့မာလီခင်နိုင်ရမယ်ဆိုရင်သူရဲ့ Heavyweight Champion ခပတ်ကိုပြန်ရမှာဖြစ်ပါတယ်ထပ်ရှုံးမယ်ဆိုရင်တော့နောက်ထပ် Champion ခပတ်တစ်ခုပါရူရိုကိုထပ်ပေးရမှာပါဆိုတော့အဲ့ဒီခပတ်တွေကတစ်ချိန်က online ဆန်ရဲ့ One Championship ခပတ်တွေလည်းဖြစ်ပါတယ်အဲ့တော့လက်ရှိနေထားရမာလီခင်ကအကြမ်းပိုင်းရောက်နေတဲ့ fighter ရူရိုကတော့အရွယ်ကောင်း fighter တယောက်ပါထပ်ပြောရရင်မာလီခင်ကရှင်ထိုးတဲ့ fighter ရူရိုကတော့နဘန် fighter တယောက်ပါပြီးခဲ့တဲ့ပွဲမှာလည်းရူရိုကင်ပေါတာခံရလို့မာလီခင်အမန်နဲ့ရှုံးတာပါအဲ့တော့မာလီခင်ကလက်ရှိအသက်38နှစ်ဝမ်ချန်ပီယံရှစ်ခုနှစ်ပွဲမှာတော့6ပွဲနိုင်တစ်ပွဲရှုံးတဲ့လက်ရှိမီတာဝေးတန်းနဲ့ light heavyweight တန်းချန်ပီယံဖိုက်တာတယောက်ပါအဲ့တော့မာလီခင်ရဲ့ရှုံးပွဲတစ်ပွဲကလည်းသူရဲ့ heavyweight ချန်ပီယံခပတ်ကာဝယ်ပွဲမှာရူရိုကိုရှုံးခဲ့တာပါဒါကြောင့်သူရဲ့ခပတ်3ခုတွေကတစ်ခုပြုတ်ခဲ့တာပါဆိုတော့ senior fighter ရူရိုကလက်ရှိ heavyweight MMA ဟောချန်ပီယံတယောက်ပါအသက်က34နှစ်ဝမ်ချန်ပီယံရှစ်ပွဲမှာတပွဲသာရှုံးနေထားတဲ့ fighter တယောက်ပါအဲ့တော့အားလုံးကိုခြုံကြည့်မယ်ဆိုရင်ဖိုင်ယာနှစ်ယောက်ကအရန်ကွာကြီးမဟုတ်ပေမဲ့38နှစ်ဆိုတဲ့မာလီခင်ရဲ့အသက်အရွယ်အရတလုံးပိုင်းအားနဲ့ချက်တွေရှိလာနိုင်ပါတယ်အဲ့တော့ဒီမကြေပွဲမှာလည်းရူရိုပဲနိုင်ရလိမ့်မယ်လို့အားလုံးကခံမှန်းနေကြပါတယ်ဆိုတော့မာလီခင်ဘက်ကပြန်ကြည့်မယ်ဆိုရင်သူရဲ့ခပတ်ကိုပြန်ယူဖို့ရူရိုကိုအညိုးနဲ့ရှုံးပြဆက်မှာပါအဲ့တော့အရှုံးနိုင်ခံမှန်းဖို့ခက်တဲ့တေချာပေါက်ပွဲကောင်းတစ်ပွဲဖြစ်လာမှာတော့အသေးချပဲဖြစ်ပါတယ်